အဘူဒါဝုဒ်ကျမ်းမှာလာရှိတယ်တမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်ကိုတချို့နော်ဆာဟာဘီကအမျိုးသမီးတွေလာပြီးတော့တိုင်တန်းတယ်ကိုရောအိမ်မှာကျမယောက်ျားကျမကိုရိုက်တယ်တမန်တော်ဆလ္လာလဟ်အလัยဟိဝါစလမ်အမိန့်ရှိတယ်နော်လိုက်စာအူလာအီကာဘီခီယာရီကွန်နော်အဲ့ဒီရိုက်တတ်တဲ့အသင်တို့တွေကအဲ့ဒီရိုက်တတ်တဲ့ယောက်ျားလူကောင်းမဟုတ်ဘူးတဲ့တမန်တော်အမိန့်ရှိတယ်အသင်တို့တွေကအဲ့ဒီရိုက်တတ်တဲ့ယောက်ျားလူကောင်းမဟုတ်နော်ဒီတော့တေးကြတယ်နော်သူဘာကြီးပဲဖြစ်နေပါစေနော်သူကနော်စီဝါရေးသမားကြီးပဲဖြစ်နော်ဆရာဝန်ကြီးပဲဖြစ်မော်လီဆက်ကြီးပဲဖြစ်ဇနီးကိုရိုက်တတ်တယ်ဆိုရင်တော့ကိုတော့အမိတ်ရှိတယ်အဲ့ဒါလူကောင်းမဟုတ်ဘူးလေးစားအတဲမိတ်ဆွေကြီးနောင်များခင်များနော်ကိုရောမြတ်ကြီးဆလလာဟူအလိုင်စလမ်အမိတ်ရှိထားတာနော်ဇနီးရိုက်တတ်တယ်ဆိုတဲ့ကိုကသူလူကောင်းမဟုတ်ဒီတိုင်းပဲနော်တရက်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်စီကိုမွတ်စလင်ကျမ်းမှာလာရှိတယ်ဖာတီမာဘင်တီကဲစ်ရဒီအလာဟူအန်နာတခင်မကတမန်တော်ဆလလာဟူအလိုင်စလမ်စီကိုရောက်လာပြီးတော့မရှဝရာလာယူတယ်ကိုရောတဲ့နော်ကျမကိုအဘူဂျဟမ်ဆိုတဲ့အမျိုးသားတစ်ယောက်ကလက်ထပ်ဖို့အတွက်ကမ်းလှမ်းလာတယ်ကျမသူ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံရင်ကောင်းမလားမကောင်းဘူးလားဒီတော့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်စလမ်အမိန့်ရှိတယ်နော်သူ့ရဲ့လက်ထပ်ဖို့ကမ်းလှမ်းမှုကိုလက်မခံနဲ့ဘာလို့လဲသူနဲ့ပတ်သက်ပြီးငါကြားတယ်သူဇနီးတွေကိုရိုက်တတ်တယ်လေးစားတဲ့မိတ်ဆွေညီနောင်များခင်များနော်ဒီတော့ရိုက်တတ်တဲ့ယောက်ျားနဲ့နေကမလုပ်ဖို့တမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်ဘာလို့ကဲလဲတားခဲ့တယ်နော်ဒီတော့ဒီအချက်တွေကနေသိရတယ်ရိုက်နှက်ခြင်းကိုကိုရမတ်ဆလ္လာလဟ်အလိုင်ဝါဆလမ်လုံးဝကိုမနစ်တပ်နော်တမန်တော်ဆလ္လာလဟ်အလိုင်ဝါဆလမ်ကဟာဒတ်ဖာတီမာတခင်မနဲ့ပတ်သက်ပြီးအမိန့်ရှိတယ်ဟာဒတ်ဖာတီမာတခင်မကကိုရောရဲ့သမီးတော်လေးဒီတော့သမီးတော်ဖာတီမာတခင်မနဲ့ပတ်သက်ပြီးကိုရောအမိန့်ရှိတယ်ဖာတီမာတူဘီဒအတ်မင်နီဖမန်အဂဒဘဟာအဂဒဘနီဖာတီမာကငါရဲ့နော်အသေးတုံးလေးအသားတုံးလေးနော်ဘဒူဖာတီမာကိုစိတ်ဆိုးအောင်လုပ်လေသူငါ့ကိုစိတ်ဆိုးအောင်လုပ်တာပဲတောင်တော်မဆလောဆမ်သမီးကိုချစ်တာနော်ဒါကြောင့်ဟာဇတ်အလီရဒီအလာဟူအန်ဟူတခင်ကဖာတီမာတခင်မကိုစိတ်မဆိုးမိစေဖို့တိတ်ကြွဆိုင်တာဘာလို့လဲဖာတီမာစိတ်ဆိုးရင်ကိုရမကြီးဆလောဆမ်ကိုစိတ်ဆိုးအောင်လုပ်တာ ਨੇ တူပဲနော်ဒီတော့တမန်တော်ဆလောဆမ်ကိုသမီးကိုအတိလိုချစ်တယ်လို့ကျွန်တော်တို့အားလုံးလည်းကျွန်တော်တို့သမီးတွေကိုချစ်တာပဲကျွန်တော်တို့ရဲ့သမီးတိုင်းကကျွန်တော်တို့ရဲ့အသေးတုံးပဲနော်သမီးခန္ဓာကိုယ်နိုင်ကိုအသားနာတယ်လို့ခံစားရတယ်နော်အဲ့ဒီလိုမျိုးပဲကျွန်တော်တို့ယူထားတဲ့ဇနီးတွေကလည်းပဲတဦးတယောက်ရဲ့အသေးတုံးလေးနော်သူဖခင်ရဲ့အသေးတုံးသူဖခင်ရဲ့နော်လုံးဝရည်နှစ်သေးချလေးလေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒီတော့အဲ့ဒီဇနီးတွေကိုနာကျင်အောင်လုပ်တာတစ်ဖက်မှာရှိတဲ့သူ့ရဲ့ဖခင်လည်းပဲတေချာပေါက်နာကျင်မိမှာပဲနော်ကိုလည်းပဲတနေ့သမီးရလာတဲ့အခါမှာကိုသမီးကိုကိုတမတ်နော်နာကျင်အောင်လုပ်ရင်ကိုလေးပဲတေချာပေါက်နာကျင်မိမှာပဲခံစားမိမှာပဲလေးစားတဲ့မိတ်ဆွေညီနောင်များခင်ဗျာနော်ကျွန်တော်တို့ဆရာဘရှာရာဟ်မတ်တူလာအလိုင်ဘယန်လို့ရင်အင်မတန်ကောင်းတယ်ဆရာကြီးဆရာလေးတခုပြောတယ်နော်လူတစ်ယောက်ရှိတယ်သူကမိမကိုရိုက်ရင်အမြဲတမ်းကျိုးတုတ်ပြီးရိုက်တာရိုးရိုးရိုက်တာတော့မဟုတ်နော်သူ့အားလုံးနဲ့ဝိုင်းဖြောင်းဖြတယ်နော်ခင်ဗျာအဲ့လိုမလုံးနဲ့တားလို့ကိုမရဘူးအဲ့လိုကျိုးတုတ်ပြီးရိုက်တာနော်အဲ့ဒီလိုနဲ့နော်သူ့သမီးလည်းပဲကြီးလာနော်သူ့သမီးကြီးလာတော့သူ့သမီးအိမ်အောင်ကြွားတော့သူ့တမက်ကလည်းသူ့သမီးကိုရိုက်ပါလိရောဆရာပြောပြတယ်အဲ့ဒီလိုတရက်ငိုယိုပြီးရောက်လာတယ်ဆရာရဲ့ကျွန်တော်သမီးကိုရိုက်ထားတာရစရာမရှိဘူးဆရာကမေးတယ်ဘလို့ရိုက်တာလဲတော့ဒုံးနဲ့ရိုက်တာကျိုးတုတ်ပြီးရိုက်တာမဟုတ်ဘူးလားအကျိုးတော့မတုတ်သေးဘူးခဏစောင့်လိုက်အောင်ကျိုးတုတ်တဲ့အတိဆိုတာကဘာလဲတော့သူမိမကိုသူကောင်းကောင်းရိုက်ခဲ့နော်အခုသူသမီးကိုရိုက်တဲ့အချိန်ကျတော့သူမခံစားနိုင်တော့လေးစားတဲ့မိတ်ဆွေဒီနောက်များခင်ဗျာဒါကြောင့်ကျိုးတွေးနော်ငါဒီနေ့ငါဇနီးကိုရိုက်နေတယ်မနေ့ဖြန်ငါသမီးကိုတယောက်အဲ့ဒီလိုရိုက်နှက်မယ်ဆိုရင်ငါဘယ်လောက်တောင်မှခံစားရမလဲ